မင်္ဂလာပါကိုနိုင်ဆက်ခန်းနေဆက်ကြီးပြပွဲတွေအကြောင်းသိထားတဲ့အချက်တိုလေးတွေပြောပြမယ် Visual Koenigsegg logo flashes မြန်မာနိုင်ငံမှာကိုနိုင်ဆက်ရဲ့အိမ်မက်ဆန်တဲ့ကားတွေကိုရှာရှာပါပါပြသလေးရှိပါတယ်ဒါတွေကိုကြည့်ရဖို့ခွင့်ရေးရရင်လက်မလွတ်သင့်ဘူးနော် Visual quick cuts of various Koenigsegg models အချက်တဘယ်မှာလဲပြပွဲတွေကများသောအားဖြင့်ရန်ကုန်အထူးသဖြင့်အကြီးစား luxury car showroom တွေမှာဒါမှမဟုတ်အထူးဖိတ်ကြားတဲ့ပုဂ္ဂလိကပွဲတွေမှာပဲပြလေးရှိတယ်။သတင်းစာလူမှုကွန်ရက်စာမျက်နှာတွေကိုအမြဲစောင့်ကြည့်ပါ။အချက်နှစ်ဘလို့ကားတွေလဲသူတို့ရဲ့ hypercar ဖြစ်တဲ့ Jesko, Redra, Adra တို့ရဲ့အနာဂတ်ပုံစံ concept တွေဒါမှမဟုတ်ကန့်သက်ထုတ် limited edition ကားတွေကိုမျက်ဝါးထင်ထင်တွေ့ရနိုင်တဲ့အင်ဂျင်နီယာပညာရဲ့ထိပ်တန်းလက်ရာတွေပါ Visual close-up shot of a detailed engine part or carbon fiber အချက်3ဘာလို့ရမလဲဒီလိုပွဲတွေဟာအများပြည်သူအတွက်အချိန်တိုလေးပဲဖွင့်ပေးတာများတယ်ဝင်ခွင့်လက်မှတ် invitation လိုအပ်နိုင်တာမို့သက်ဆိုင်ရာစီစဉ်သူတွေနဲ့ကြိုတင်ဆက်သွယ်ထားပါဓာတ်ပုံရိုက်ခွင့်ကကန့်သက်ချက်ရှိနိုင်နေဆိုတာသတိပြုပါအချက်4ဘာကြောင့်အရေးကြီးလဲကိုနိုင်ဆက်ဟာကမ္ဘာအမြန်ဆုံးကားတွေထဲကတစ်ခုပါမြန်မာပြည်မှာသူတို့ရဲ့နည်းပညာနဲ့ဒီဇိုင်းတွေကိုကိုယ်တိုင်မြင်ရဖို့ဆိုတာတန်ဖိုးမဖြတ်နိုင်ပါဘူး Visual final shot of a Koenigsegg driving fast then fading to black ဒါဆိုရင်နောက်တစ်ကြိမ်ပြပွဲရှိလာရင်မလို့ရအောင်ပြင်ဆင်ထားကြပါဦးကျေးဇူးတင်ပါတယ်